Yo, what's up guys? အားလုံးပဲမင်္ဂလာပါ The Glorious Man United Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးရတော့ဒါကျွန်တော်တို့ဒါဒီနေ့ည9:00နာရီခွဲမှာဒါကစားပြီးသွားတဲ့ Manchester United နဲ့ Nottingham Forest ရဲ့ပွဲစဉ်လေးကိုကျွန်တော်ဒါ fan reaction လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်လေးရတော့ဒါ United က Premier League ပွဲစဉ်10ဖြစ်တာ Forest ရဲ့အိမ်ကွင်းကိုသွားပြီးကစားရတယ်ဆိုပွဲပြီးမှာဒါ Manchester United ကတစ်ဖက်ကို2ဂိုးစီနဲ့တည်ရလက်ထွက်ပေါ်ခဲ့ပြီးတော့ဒါတသင်းစီကဒါ9စီတည်တမှတ်နဲ့ကျင်းနေခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲကတော့ပြောရရင်ဒါကျွန်တော်ဒါလုံးဝ roller coaster ride ပဲဗျာတိလားပွဲကလုံးဝဒီနှစ်သင်းလုံးတို့အနေမြင့်အတက်ကြနေတယ်ဒါဘယ်လိုပြောမလဲကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲပေါ့ဗျာကြည့်လို့ကောင်းတဲ့ပွဲဆိုပွဲအရင်ကြီးမြိုင်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သွင်းကိုးတွေကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲမတိုင်ခင်ကတော့ကျွန်တော်ဒီပွဲမှာဒီလောက်ထိသွင်းကိုးတွေမမြင်ရဘူးလို့ထင်ထားတာဗျာဒါပေမဲ့တစ်ဖက်ကို2ဂိုးစီဒီပွဲကဒါနှစ်သင်းပေါင်း4ဂိုးထိကျွန်တော်တို့သွင်းသွားတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဒါပြောရရင်ဗျာဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်တို့ United ကဗျာဒီပွဲမတိုင်ခင်မှာကျွန်တော်ရှေ့ဗီဒီယိုမှာလည်းပြောခဲ့တယ်လို့ပဲကျွန်တော်တို့ဒါရှေ့မှာဒါပွဲဆက်တွေနိုင်ထားတယ်United နိုင်ထားတဲ့အသင်းတွေကလည်းဒါ Sunderland တို့ Liverpool တို့ကျွန်တော်တို့ပြီးတော့ဒီ Brighton တို့လိုအသင်းတွေဖြစ်တဲ့အတွက်ဒီပွဲစဉ်က United အတွက်ကတော့ဒါကျွန်တော်ပြောတာဗျာနိုင်ပွဲပြင်ဘာမှတခြားဘာမှမျှော်လင့်လို့မရဘူးဗျာသိလားမင်းတို့မနိုင်အောင်ကန်ရမယ်ဗျာကျွန်တော်ပြောတာဗျာအဲ့ဒါဘယ်လိုပြောမလဲဒါတချို့ရဲ့အမြင်မှာကြတော့ဒီ Burnley sorry Burnley တောင်ဖြစ်တယ်ဒီ Sean Dyche ရဲ့ Forest ကဘလူးအသင်းပေါ့နော် Sean Dyche ကဘလူးအသင်းအဲ့တော့ဘလူးနီးပြအဲ့တော့ဒီလိုပွဲက United ကဒီပွဲမတိုင်ခင်ကတည်းကခတ်မယ်လို့ငါတို့မပြောခဲ့ဘူးလားဆိုတာမျိုးရှိကောင်းရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ပြောချင်တာဗျာ Premier League မှာအဲ့လို live တွက်ရင်တော့ကျွန်တော်19သင်းလုံးကဘယ်သင်းမှနိုင်ပွဲရဖို့ကျွန်တော်တို့ကမျှော်လင့်လို့မရတဲ့အခြေအနေဗျာတကယ်လဲ Premier League ကခတ်ပါတယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြိုင်ဘက်ကဒီနောက်ဆုံး Premier League ၄ပွဲဆက်တိုက်ရှုံးထားတယ်ဆိုတော့ဒီလိုအသင်းကိုမှကျွန်တော်တို့ကအနိုင်မမျှော်လင့်ဘူးဆိုရင်တော့လေဒါ United ရဲ့ standard တော့မဟုတ်တော့ဘူးဗျာဆိုတော့ကျွန်တော်တို့အားလုံးကဒါဒီပွဲမှာဒါ Manchester United ကလုံးဝအဲ့လိုနိုင်မယ်လို့တစ်ထစ်ချယုံကြည်ထားတာဗျာဆိုတော့တကယ်လဲဒါပွဲစပိုင်းမှာဒါ United ရဲ့ကစားပုံကပြောရရင်မစိုးဘူးပေါ့ကျွန်တော်တို့ဒါနိုင်ပွဲစီကိုဥတီတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလူရှင်းလေးရင်စပြောလိုက်မယ်ဆို Manchester United ကကျွန်တော်တို့ဒါဒီနေ့ပွဲမှာပြီးခဲ့တဲ့ Brighton ပွဲတိုင်းလုံးဝအပြောင်းလဲမရှိပဲねဒါကစားသမား7ယောက်ပွဲထွက်လာတယ်ဆိုတော့ကျွန်တော်တို့ဒီမှတ်တမ်းတွေရပါတော့ဒါ Ruben Amorim ရဲ့ဒါ United နီးပြဘဝတက်တန်းတစ်လျှောက်မှာဒါကပထမဆုံးချိန်ပဲဒီနှစ်ပွဲပေါ့ဒီနှစ်ပွဲဇက်တိုက်မပြောင်းလဲတဲ့လူစင်းတူညီတဲ့လူစင်းကိုအသုံးပြုလာဒါပထမဆုံးချိန်ပဲ Ruben Amorim ကရှေ့ကစားခဲ့တဲ့ဒီသူနီးပြခဲ့တဲ့ဒီ United နီးပြဘဝသူနီးပြခဲ့တဲ့ပွဲတွေမှာသူကဒါတပွဲနဲ့တပွဲကိုဒါမတူညီတဲ့ line up တွေထုတ်လို့ရှိတယ်ဆိုတော့ဒီနေ့မှာတော့ဒါသူ့ရဲ့ဒါ United နီးပြဘဝပထမဆုံးအနေနဲ့ဒါတူညီတဲ့ line up တစ်ခုကိုဒါနှစ်ပွဲဇက်တိုက်အသုံးပြုလာတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဂိုးသမားနေရာမှာ Sunderland ကျွန်တော်တို့ဒါခံစစ်မှာဆိုရင်ကျွန်တော်တို့ဒါ Delete ရဲ့ Euro ရဲ့ Luke Shaw ရဲ့ကျွန်တော်တို့ဒါ left wing back right wing back မှာကျွန်တော်တို့ဒါAhmed Diallo နဲ့ကျွန်တော်ဒါDiego Dalot ပေါ့နော်ကျွန်တော်ဒါကွင်းလယ်အထိုင်မှာဆိုရင်ဒါ Bruno နဲ့ Casemiro အဲ့ဒီရှေ့မှာကျွန်တော်ဒါ number 10 row မှာကျွန်တော်ဒါခုညာရှိမယ် Mbumo ရှိမယ်အထောင်မှာဆိုရင်ဒါ Benjamin Sesko ပေါ့ကျွန်တော်ဒါ Manchester United ကဒီပုံစံနဲ့ပွဲထွက်လာတယ်ဆိုတော့ဒါအတောင်တင်းဆုံး line up ပဲတစ်ဖက်က Nottingham Forest ကလည်းဒါသူတို့မှာရှိတဲ့လူစင်းတွေကဒါအကောင်းဆုံး line up နဲ့သူတို့ပွဲထွက်လာတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါပွဲစပိုင်းမှာဒါ United က Forest ကိုပွဲစကလေးကပဲတောက်လျှောက် United ကဒါဂိုးရဖို့ချင်းချောက်တာကြီးကျွန်တော်တို့ဒါမြင်တွေ့ရတယ်ဆိုတော့ Forest ကလည်းပြန်ပြီးတုံ့ပြန်တာကောင်းတယ်ဆိုတော့အထူးသဖြင့်ဒါ Forest ရဲ့ကွင်းလေပေါ့ Forest ရဲ့ကွင်းလေကဒါ United ကွင်းလေနဲ့တိုက်စစ်ကြားတဲ့ link တွေကိုကောင်းဖြတ်နိုင်တယ်ပြီးတော့နောက်တစ်ခုကဒါ Forest ကဒီပွဲမှာဒါ physical game ကိုသူတို့ကစားသွားတာဗျာဆိုတော့ဒီကျွန်တော်တို့ဒီရှေ့မှာဆိုရင် Manchester United ကဒီ Brighton တို့ Liverpool တို့ကဒါ physical game ကစားတဲ့အသင်းမျိုးမဟုတ်ဘူးဗျာ even Sunderland တောင်မှအဲ့လို physical game မကစားဘူးဗျာအဲ့တော့ United ကအမြင့်ဘောတွေမှာအဲ့ဒီအသင်းတွေအဲ့ဒီပွဲတွေမှာအသာစီးရတယ်ဗျာကျွန်တော်အထူးသဖြင့်ဒီကျွန်တော်ဒီ Sunderland စီကနေဒါ pin pass တွေကဒါကျွန်တော်တို့ဒီ Sesko စီကိုလာတယ်ဆိုတော့ Sesko ကခေါင်းတိုက် Sesko ကအဲ့ဒီဘောလုံးကိုယူဖို့အောက်ကိုဆင်းလာပြီဆိုရင်ကျွန်တော်တို့ဒါ Mbumo နဲ့ကုညာတို့ကဒါချဲထွက်သွားပြီဗျာပြောရရင်ဒါ second ball ကိုယူဖို့အတွက်ဒါသူတို့ချဲထွက်သွားပြီအဲ့ဒီမှာဒါဒီ Sesko စီကကြာလာတဲ့ second ball ကိုဒါ United ကဒါကုညာ Mbumo Ahmed တို့ကဒါဒီဘောလုံးကိုရအောင်ယူပြီးတော့ United တိုက်စစ်လမ်းကြောင်းတွေစတယ်ဆိုတော့ဒီနေ့ပွဲမှာ Forest ကအဲ့ဒါမျိုးလုံးဝအဖြစ်မခံဘူးဗျာကျွန်တော်တို့အဲ့ဒါကိုမြင်တွေ့ရဒါကတော့ဒါ Sean Dyche ရဲ့ character ပဲဗျာတိကျ Sean Dyche ကဒါပြောရရင်ဒါကျွန်တော်တို့ဟိုးရင်ဒါသူနီးပြခဲ့တဲ့ဒါ Burnley တို့ Everton တို့မှာလည်းသူဒီလိုပုံစံမျိုးကစားခဲ့တာဗျာဆိုတော့ဒါပြောရရင်ဒါအမြင့်ဘောမှာ Sean Dyche ကလုံးဝ bully လုံးမခံဘူးသူကပဲ bully လုံးမယ်ဆိုရဲပုံစံမျိုးဗျာအဲ့တော့
ဒီနေ့ပွဲမှာ Forest ကဒီ Sesco ကိုတော်တော်လေးmarking လုပ်ပြီးကစားသွားတာကိုတွေ့ရတယ်ကျွန်တော်တို့ဒါ Manchester United အနေနဲ့ဒါ Sesco စီကဘာမှတော့မသိပြီးကျွန်တော်တို့မရလိုက်တဲ့ပွဲလို့ပြောလို့ရတယ်ကျွန်တော်ဒီအစောပိုင်းမှာပေါ့နော်ဒါ United ကဒါကျွန်တော်တို့အမြင့်ဘောတွေနဲ့ကစားကြည့်သေးတယ်ဒါပေမဲ့လုံးဝမရဘူးဗျာတိလာဒီကျွန်တော်ဒီ Forest နောက်တန်းကကျွန်တော်ဒီ Milankovic တို့ Murillo တို့ကဒါကျွန်တော်တို့ဒီ Sesco စီကိုလုံးဝအမြင်မောမရအောင်ဒါ Sesco ရဲ့ရှေ့ကနေသူတို့ဘောလုံးကိုဥအောင်တားသွားတယ်ကျွန်တော်တို့ဒါတောက်လျှောက်တွေ့တယ်ဗျာဆိုအဲ့ဒီနောက်ပိုင်းမှာဒါ United ကအဲ့ဒီမတိုင်ခင်ပါဗျာဒါကျွန်တော်မြင်တာပေါ့နော်ကျွန်တော်ဒါကွင်းလယ်မှာဆိုတာ Elliot Anderson နဲ့ Douglas Lewis အတွဲကစားတော့က United ကနည်းနည်းလေးရှင်ကစားနိုင်တဲ့ပုံစံမျိုးမှာရှိတယ်ဗျာဒါပေမဲ့အဲ့ Douglas Lewis နာသွားပြီးတော့ဒါ Ryan Yates ဝင်လာပြီးတဲ့နောက်ပိုင်းမှာဒါ United ကလုံးဝတော်တော်လေးကိုဒါကွင်းလယ်မှာကစားရကြက်သွားတယ်ကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒီအဲ့ဝင်လာတဲ့ဘဲကလည်းဒါအမြင်ဘောတော်တော်ကောင်းတယ်နောက်ပြီးတော့ဒါဒီကျွန်တော်ခုနပြောသလိုပေါ့ဒါကွင်းလယ်နဲ့ United တိုက်စစ်ကြားတဲ့ link တွေကိုဖြတ်တယ်ပြီးတော့နောက်တစ်ခုကဒီသူတို့ကကျွန်တော်အဓိကဖြစ်တာ United တိုက်စစ်လမ်းကြောင်းတွေဖြစ်တယ် Bruno Cunha Mbeumo Ahmad ပေါ့နော်ဆိုတော့ဒီကစားသမားတွေကိုသူတို့ကလုံးဝဘယ်လိုပြောမလဲလုံးဝ space အလွတ်မပေးဘူးဗျာတိလားကျွန်တော်တို့ဒါ marking လောက်တာတော့မှ 1+1 ဆိုတဲ့ပုံစံမျိုးနဲ့လောက်တယ်ဗျာဒီကစားသမားကို marking လောက်ထားတဲ့တယောက်ရှိတယ်ဒါပေမဲ့ဒီ Elliot Anderson နဲ့ဒီ Ryan Yates ကကျွန်တော်တို့ဒါထပ်ပြီး extra marking ပေါ့နော်ကျွန်တော်ဒီလိုပုံစံမျိုးဒါကစားသမား United တိုက်စစ်ကစားသမားတယောက်ကိုသူတို့ရဲ့ဒီ2ယောက်လောက်ကလုံးဝအသေးကတ်ထားတဲ့ပုံစံမျိုးဗျာအဲ့တော့ပြီးတော့နောက်တစ်ခုကသူတို့ကဘာလဲဆိုတော့ကစားကွက်ကို United ကိုကစားကွက်အစမခံဘူးကစားကွက်ဒီ pattern တစ်ခုပေါ်လာပြီဆိုတာနဲ့သူတို့ found လုပ်ပလိုက်တယ်ဒီကစားကွက်ကို United ရဲ့ကစားပုံ၄အောင်လုပ်ပလိုက်တယ်ပေါ့နော်ဆိုတော့ဒီပုံစံနဲ့ဒါ Forest ကပထမပိုင်းမှာဒါ United ကိုရင်ဆိုင်တယ်ဆိုတော့ဒါ United အနေနဲ့ပထမပိုင်းမှာဗျာဒီ Forest ကိုအခွင့်အရေးသိမ့်မပေးရဘူးဆိုပေမဲ့ဒါ United ကဂိုးရဖို့တော့တော်တော်ရုန်းကန်ခဲ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ဒီမိနစ်30ကျော်မှာကျွန်တော်တို့အငင်းပွားစရာတောင်းကန်ဘောပေါ့နော်ဆိုတော့တောင်းကန်ဘောကတကယ်ကတော့ဒါစီးပေါ်မှာဒီတဝက်တစ်ပြက်တင်နေတယ်လို့လည်းစီးနဲ့တိတ်မလွတ်ဘူးလို့လည်းပြောလို့ရဗျာဒါပေမဲ့ကွင်းလယ်တိုင်းရဲ့ဆုံးဖြတ်ချက်ပေါ့ဗျာတိလားဒါကကျွန်တော်တို့ဒါ United ရလို့ပြောတာမဟုတ်ကျွန်တော်တို့လည်းတခြားအသင်းကိုဒီလိုပုံစံနဲ့ပေးရတဲ့အချိန်တွေရှိလာနိုင်တယ်ဗျာပြီးတော့နောက်တစ်ခုကကျွန်တော်ဒီပွဲပြီးကန်ဒီမှာဆိုတာ Benjamin Sesko ကန်လိုက်တဲ့တလုံးဆိုရင်ဒါနောက်တန်း6ထောင်နဲ့ထိပြီးတော့ဘောလုံးကကျွန်တော်ဒီဂိုးလုံးပေါ်ဖြစ်သွားပြီမဲ့ဒါဒိုင်းက corner မပေးဘူးကျွန်တော်ဒါgoal kick ပဲပေးတယ်ဗောနော်ဆိုတော့ဒီလိုမျိုးဆုံးမချက်တွေကတော့ဒါပွဲတိုင်းမှာတော့ရှိမှာပဲထားပါအဲ့ဒီကနေကျွန်တော်ဒါ corner ရတယ်ရလာတဲ့ corner ကိုဒါ Bruno ကန်တင်ပေးတာနေဒါ Casemiro ကကျွန်တော်ဒါအဖွင့်ကို United တော့အဖွင့်ကိုစသွင်းတယ်ဗောနော်ဆိုတော့ဒါ Casemiro ကကျွန်တော်ဒါရှေ့ရဒီ Brighton နဲ့ပွဲမှာလဲကျွန်တော်ဒါကူညာရဲ့ goal assist လုပ်ပေးခဲ့သလိုဒါသူကိုယ်တိုင်လဲတကိုးသွင်းခဲ့တယ်ဆိုတော့ဒီနေ့မှာလဲသူခေါင်းတိုက်ပြီးတော့တကိုးထပ်သွင်းတယ်ဗောနော်ဆိုတော့ဒီ goal နဲ့ပဲကျွန်တော်ဒါပထမပိုင်းကပြီးသွားတယ်ဆိုတော့ပထမပိုင်းပြီးကန်ဒီမှာကျွန်တော်ဒါ Forest က chance တွေရတယ်ဒါပေမဲ့ဒီ chance တွေ offside တွေပေါ့နော်သို့ပေမဲ့အဲ့ဒီ offside အလုံးတွေကိုဒါ Sunderland ကာကွယ်သွားတာတော်တော်ကောင်းတယ်ဆိုတော့ဒီလိုနဲ့ပဲဒါ United ကပထမပိုင်းမှာ 0-1 နဲ့ပွဲကိုဥဆောင်ထားတယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းဆက်ချင်းမှာ United ကပထမပိုင်းကနီးတူပဲဒါပေမဲ့မတူတာဗျာပထမပိုင်းကကြတော့ကစားကွက်ကိုတည်ရင်းနဲ့ United ကနည်းနည်းလေး slow ဖြစ်နေဗျာဒါပေမဲ့ဒုတိယပိုင်းဆက်ချင်းမှာ United ကနည်းနည်းဘယ်လိုပြောမလဲနည်းနည်းအထတော်နှီးနေတယ်ဗျာဆိုအဲ့ဒါကို Forest ကကောင်းကောင်းအခွင့်ကောင်းယူသွားတယ်ကျွန်တော်ဒါဒုတိယပိုင်းစပြီး3မိနစ်မှာကျွန်တော်ဒါ Gibbs White ကကျွန်တော်ဒါချီပါကိုသွင်းတဲ့ခေါင်းတိုက်ပြီးတော့နောက်ပြီးတော့ကျွန်တော်ဒါသူသွင်းပြီးတော့စက္ကန့်40ပတ်လည်လောက်ပဲကြာမယ်ဗျာကျွန်တော်အရမ်းမကြောက်1မိနစ်တောင်ပြည့်မကြောက်အဲ့ဒီမှာကျွန်တော်ဒါနောက်ထပ်ဒီနောက်တန်းအကောင်သွင်းသွားတဲ့ကိုကျွန်တော်ညာချမ်းအကောင်ကျွန်တော်နာမည်မေ့နေလို့ဗျာ V နဲ့စတာဘာလို့လဲ sorry ချက်ချင်းဆိုခေါင်းနဲ့ပေါ်မလားဆိုတော့အဲ့ဒီကောင်သွင်းသွားတဲ့ကိုကျွန်တော်တို့ခွင့်ပြုလိုက်ရတယ်ဆိုပြောချင်တာသူတို့ကဒီဒုတိယပိုင်းမှာပွဲဆက်ချင်းမှာကျွန်တော်တို့ဒါ United ရဲ့အထနှေးမှုကိုသူတို့ကောင်းကောင်းခွင့်ကောင်းယူသွားတယ်ပြီးတော့ဒါ United ကသူတို့ရဲ့ physical game ကိုမရှင်နိုင်ဒါကိုကျွန်တော်တို့ထပ်ပြီးမြင်တွေ့ခဲ့ရတယ်ကျွန်တော်တို့ဒါအမြင့်ဘောတွေရပဲဒီနှစ်ဂိုးလုံးကိုခွင့်ပြုခဲ့ရတယ်ကျွန်တော်နောက်တန်းမှာအဲ့ဒီအချိန်မှာ Euro တို့ Delete တို့ရှိပေမဲ့တကယ် enough မဖြစ်ဘူးဗျာကျွန်တော်ပြောရရင်ဒါ Luke Shaw တို့ Delo တို့ကဒါသူတို့ရဲ့အခွင့်ကောင်းယူလို့ရတယ်သူတို့ bully လုပ်လို့ရတယ်ကစားသမားမျိုးတွေဖြစ်သွားတယ်ဗျကျွန်တော်အဓိကပြဒီနှလုံးလုံးကလည်းနှစ်ကိုးလုံးကလည်းဒီဓာတ်လို့ရဲ့ညာချမ်းကျွန်တော်ဒီဘယ်ချမ်းပေါ့နော်ဒါ Forest ရဲ့ညာချမ်းပေါ့ကျွန်တော်ဒါဘယ်ချမ်းကနေကျွန်တော်တို့ဒီလိုမျိုးခွင့်အမြင်ဘောကနေတစ်ဆက်ကျွန်တော်ခွင့်ပြုခဲ့ရတယ်ဗျဆိုပြောရရင်ဒါဒီနှစ်ကိုးကဒါ Forest ကဟိုတွင်းသွားတာအရန်ကိုမြန်တယ်ဗျာသိလားပြောရရင်ဟိုဘယ်လိုပြောမလဲလုံးဝ shock ပဲဗျာဒါပေမဲ့ကျွန်တော်တို့ဒါနောက်တန်းကတော့ဒါအမြင်မောအားနေတာတော့သိတာတယ်ဗောနော်ဆိုတော့ဒါထားပါဒီလိုဂိုးတွေကတော့ဒီလိုအသင်းနေနဲ့ရင်ဆိုင်အောင်ပေးရမှာပဲဒါပေမဲ့နှစ်ဂိုးကတော့နည်းနည်းများတယ်ဗျာသိလားတဂိုးလောက်ပေးရတာပြဿနာမရှိဘူးအဲ့တဂိုးလောက်ပေးပြီးတဲ့အချိန်မှာ United က shock နည်းနည်းဗျာသိလား
shaky ဖြစ်သွားတယ်ဗျအဲ့ဒီအချိန်မှာ Forest ကနောက်တစ်ခုထပ်ယူသွားတယ်ဗျအဲ့ဒီဟာကဒါ United ကိုဒီပွဲမှာလုံးဝတတ်သွားတာပဲဗျသိလားဆိုတော့1-1ဖြစ်တဲ့အထိကပြဿနာမရှိဘူးဒါပေမဲ့ချက်ချင်း2-1ဖြစ်သွားတာကြတော့လည်းပြဿနာရှိသွားပြီဗျအဲ့ဒီအချိန်မှာ Forest ကဥဆောင်ကိုလည်းရပြီးတော့ပထမပိုင်းကသူတို့ဒါကျွန်တော်လုံးဝဗျပြောရရင်ဒါ mid block ကစားနေရနေဒါ2-1လည်းဖြစ်ပြီးတော့လုံးဝ low block ဗျဒီနောက်တန်းမှာ United ကဘောလုံးရပြီဆိုရင်နောက်တန်းမှာလုံးဝ10ယောက်လုံးစုပြုံပိတ်ဆို့ပြီးကစားသွားတယ်တိုက်စစ်1ယောက်တောင်မှရှိတယ်မထားတော့ဘူးဗျတော်တော်ခံစစ်ကိုပိတ်ပြီးကစားသွားတယ်ဒါလည်းပြောရရင်ဒါလက်ခံလို့ရဘာလို့လဲဆိုတော့ဒါသူတို့အနေနဲ့ Premier League မှာကျွန်တော်ဒါပွဲစဉ်တက်မှာနိုင်ပြီးတဲ့နိုင်ပွဲမရဘူးဗျာဆိုတော့ဒါသူတို့ဒါနိုင်ပွဲယူဖို့တော့ဒါ Forest ကတော့သူတို့လှုပ်တင်တာကိုလှုပ်မှာပဲပြီးတော့သူတို့နီးပြကလည်းဒီလိုမျိုး DNA ရှိတဲ့နီးပြမျိုးဆိုတော့ကျွန်တော်တို့ကဒါဟိုမျှော်လင့်ထားပြီးဒါ Forest ကဒီပုံစံနဲ့လာမယ်ဆိုတော့အဲ့ဒါကြောင့်လေဒီပွဲမစခင်မှာဒါ Forest က United ဂိုးမရခင် Forest ကဂိုးရသွား United ခက်ခဲနိုင်မယ်ဆိုတော့ကျွန်တော်တို့ကဒါ United fan အားလုံးကဒါသိထားပြီးသားဗျာဆိုတော့တကယ်လဲ Forest ကသူတို့ဥဆောင်ကိုရပြီးတဲ့အချိန်မှာအဲ့ဒီပုံစံတိုင်းပဲပွဲကိုတုံ့ပြန်ပြီးရင်ဆိုင်သွားတယ်အဲ့ဒီနောက်မှာတော့ဒါ United ကတောက်လျှောက်ပေါ့ဗျာဒါကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲဂိုးရဖို့တောက်လျှောက်ဒါ United ကကျွန်တော်တို့ဖိအားပေးပြီးတိုက်စစ်ဆင်လာတယ်ဆိုတော့ဟိုတိုက်စစ်ဆင်ကစားခဲ့တယ်ပေါ့ဗျာဆိုတော့ဒီနေရာမှာဒါတချို့ကဒါ Sesco ရဲ့နေရာမှာဒါ Zaxi ကိုမထည့်တာကိုတချို့ကကျွန်တော်နဲ့ Sor ကတက်ချင်တယ်ပေါ့နော်ဒါ Sesco ကအလုံးမဖြစ်တာကိုဆိုတာမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ဒါအမိုရင်ရဲ့ဟိုသုံးမြချက်ကိုသူလှုပ်သွားတဲ့ပုံစံကိုကျွန်တော်နားလေလို့ရတယ်ဗျာဘာဖြစ်လို့ဆိုတော့Zaxi ကenough မဖြစ်တာပြီးတော့ဒီလိုမျိုးဗျာတိလားနည်းနည်းပွဲကစားခွင့်နေနဲ့ကင်းကွာနေတဲ့ကစားသမားတယောက်ကိုဒီလိုအခြေအနေမျိုးကြီးမှာထည့်လိုက်တာကသူ့အတွက်ကောအသင်းအတွက်ကောပိုပြီး pressure ပြီးစေရောကလွဲလို့ဘာမှထူးခြားမလာဘူးဗျာကျွန်တော်ပြောချင်တာဗျာတိလား form မိနေတဲ့တယောက်ကိုထည့်ပြီးတော့ဒီ result ကပြောင်းလဲသွားမလားလို့မျှော်လင့်တာကမျှော်လင့်လို့ရတယ်ဒါပေမဲ့ Zaxi ဝင်လာရင် Zaxi ကခြေပါကိုနဲ့အနိုင်ကိုအတွက်တွင်းပေးနိုင်မယ်လို့သူ့အနေနဲ့ဒါယုံကြည်ချက်မရှိလို့ပေါ့နော်ဒီကစားသမားကိုယ်တိုင်ကလည်းဒါနီးပြယုံကြည်ချက်ကိုမတီးဆောင်နိုင်လို့ဒီပွဲမှာမကစားရတာလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဆိုတော့ထားပါအဲ့လိုနဲ့ပဲကျွန်တော်တို့ဒါတောက်လျှောက်ဖိထားရင်လည်းကျွန်တော်တို့ဒါပွဲချိန်မိနစ်80ကျော်မှာကျွန်တော်တို့ဒါခြေပါကူရတယ်ဆိုတော့ခြေပါကူကတော့ဒါကျွန်တော်တို့ဒီညာချမ်းကပေါ့နော်ကျွန်တော်တို့ဒါစပြီးဒီဟိုအမ်ဘူမိုတိုက်စစ်ဆင်လာတယ်ကျွန်တော်ဒါ Elliot Anderson နဲ့ထိပြီးတော့ဘောလုံးကတောင်းကန်ဘောဖြစ်သွားတယ်ဆိုတော့အဲ့တောင်းကန်ဘောကနေပဲဒါအမ်ဘူမိုတင်ပေးလိုက်တာကနေတဆင့်ကျွန်တော်ဒါဂိုးရှေ့မှာပေါ့ဒါဒီလစ်တို့ဒေါ်ကူတို့ရှင်တိုက်ရင်းကနေဘောလုံးက area ထိပ်ကိုပြန်ရှန်ထွက်လာတာကိုဒါအမတ်ဒီယာလောကအလုံးဝ area ထိပ်ကနေအပြင်း volley ကန်ပြီးတော့ပိတ်သွင်းသွားတယ်ဗျာဆိုတော့သွင်းကတော်တော်လေးလှပါတယ်တော်တော်လေးကိုအဆင့်မြင့်တယ်ကိုဗျာပြောရရင်ဒါဒီလအတွက်ဒါတေးကြတယ်ဗျာဒီအမတ်ဒီယာလောရဲ့သွင်းကဒါ November လအတွက်ဒါအကောင်းဆုံးသွင်းကိုဖြစ်မှာပဲဆိုတော့ဒါသွင်းကတော်တော်လှတယ်ဆိုတော့အမတ်အနေနဲ့လည်းဒါဘယ်လိုပြောမလဲဒါအသင်းဟိုကျွန်တော်တို့ဂျင်းနဲ့ချက်တွေရောက်နေပြီဆိုရင်ဒီကစားသမားတွေကကျွန်တော်တို့အားကိုးမိသလိုတကယ်လဲအားကိုးရကြိုးနှက်တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်ဆိုတော့ဒါအာမတ်ဒီယာလိုကဒါခြေပါကိုသွင်းပြီးတယ်အဲ့ဒီနောက်မှာလဲဒါ Manchester United ကအနိုင်ကိုရနိုင်တဲ့ chance တွေတောက်လျှောက်ရတယ်ဗျာကျွန်တော်တို့ဒါ Bruno တလုံးကန်နဲ့တိုင်းထိပြီးထွက်လာတယ် Casemiro ပိတ်တယ်ဂိုးတိုင်းပြီးကနေကတ်ထွက်သွားတယ်တလုံးဗျာနောက်ပြီးတော့ကျွန်တော်တို့ကုညာချိုးပေးလိုက်တယ်ကျွန်တော်တို့ဒါ Sescoကိုသမားနဲ့တယောက်ချင်းလိုနေထားပေါ့အန်ဂယ်တော့နည်းနည်းကျင်းတယ်ဗျာဒါပေမဲ့သူကန်သွားတယ်အဲ့ဒီလုံးကလည်းဒါကော်နာရသိရင်လည်းကျွန်တော်တို့မရဘူးဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒါပွဲပြီးကန်ဒီမှာကျွန်တော်တို့ဟိုဗာလဲ Casemiro area ထိပ်ကနေလှမ်းကန်တယ်ဗျာဒါ Brighton နဲ့ပွဲရလို့ပဲ deflect ဖြစ်ပြီးတော့ဘောလုံးကဒါတောင်းကန်ဘောဖြစ်သွားတယ်ပေါ့နော်ဆိုတော့တကယ်ဆိုရင်နည်းနည်းအချိန်သာနည်းနည်းပြော့မယ်ဆိုရင်ဒါကလည်းကျွန်တော်တို့ဒါ Brighton နဲ့ပွဲရလို့မျိုး Casemiro ရဲ့နောက်ထပ်သွင်းကိုတကူကျွန်တော်ထပ်မြင်ရနိုင်တယ်ဆိုတော့အဲ့ဒါဆိုရင်ဒါ United ကအမှတ်ပြရသွားနိုင်တဲ့အခြေအနေမျိုးပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်ဒါကန်တရားကျွန်တော်ဘက်မှာမရှိဘူးဆိုတော့ကျွန်တော်တို့ဒီလိုနဲ့ပဲဖိကစားရင်းနဲ့ပဲကျွန်တော်တို့အခွင့်အရေးတွေရရင်းနဲ့ပဲကျွန်တော်တို့ဒီလိုတူးနဲ့ပဲပွဲပြီးသွားတယ်ပေါ့တစ်ဖက်မှာလည်းဒါ Forest ကဒါကောင်နာတွေကနေတစ်ချက်ဒုက္ခပေးနိုင်တယ်ဗျာကျွန်တော်တို့ဒါ Mazraoui ကျွန်တော်တို့ဒါလုံးဝဟိုဘောလုံးပြတ်သွားတဲ့တလုံးဆိုရင်ဒါတော်တော်လေးကိုဂိုးပေးရပြီလို့ထင်လိုက်တယ်ဗျာဒါနောက်ဆုံး Elliot Anderson လားမသိဘူးကန်လိုက်တဲ့အလုံးကကော်နာဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုနှစ်သင်းလုံးကတော့ဗျာဟိုနိုင်ပွဲရသွားနိုင်တဲ့ chance တွေရတယ်ဒါပေမဲ့ United ကတော့ပို့ပြီးတော့ရတယ်ဗျာအဲ့ဒီအချိန်မျိုးမှာဒါ United ကနိုင်ပွဲမရလိုက်တဲ့အတွက်တော့ဒါကစိတ်ပျက်စရာပဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့နောက်မှာဒါကျွန်တော်ဒီပွဲပြီးရင် Spurs တို့ဘာလို့လဲတွေ့ရမယ်ဗျာအဲ့လိုအနေထားမျိုးမှာဒါ Burnley စီက3မှတ်လိုချင်တာကတော့မမားဘူးဗျာဒါဖြစ်ကိုဖြစ်တဲ့နဲ့ရအောင်ရတဲ့နဲ့ပွဲမျိုးဗျာဒါပေမဲ့လည်းဒီပွဲတစ်ပွဲလုံးရဲ့အနေထားကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါမရှုံးမနဲ့တည်ရတမတ်ရသွားတာပဲဂျင်းနဲ့အောင်လို့ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီ Forest မှာတော့ကျွန်တော်တော်တော်ကြိုက်တဲ့ကစားသမားကတော့ Elliot Anderson ပဲဗျာသိလားကျွန်တော်တကယ်လို့များလာမယ့်နွေရာသီမှာ United ကကွင်းလေ
အားဖြည့်မယ်ဆိုရင်ကျွန်တော်ကတော့ Elliot Anderson ကို Casemiro ရဲ့နေရာမှာပို့ပြီးမြင်ချင်တယ် Anderson ကကျွန်တော်ဒါ physical game ကစားတာကောင်းနေတာပြီးတော့သူ့ရဲ့ဒီ line breaking pass တွေနောက်ပြီးတော့ဒီသူ့ရဲ့ဒီပွဲတန်ပိုကိုသူထိန်းနိုင်တာတွေပြီးတော့ဒီဘောလုံးကိုဗျာဘယ်လိုပြောမလဲ recover ပြန်လုပ်နိုင်တာတွေကျွန်တော်တို့တော်တော်သဘောကျတယ်ဗျာသိလားသူ့ရဲ့ဒီဟိုကျွန်တော်ဒီခန္ဓာကိုယ် body ပုံစံရောဘာညာရောပေါ့ဗျာသူကဒီအမြင်ဘောလဲကောင်းနေဆိုတော့ United ရုပ်ကတော့မနဲ့ United ရုပ်ထွက်နေတယ်လို့ပဲဗျာသိလား United DNA မြင်နေရတယ်လို့ပဲပေါ့နော်ဆိုတော့ထားပါတာဟို Elliot Anderson ကောင်းတယ်နောက်ပြီးကျွန်တော်ဒီဟိုဘယ်လိုပြောမလဲဟို Ryan Yates ကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်ဗျာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါဒါ United အနေနဲ့အဝေးကွင်းမှာတည်ရည်တမှတ်ပေါ့ဗျာပို့အစတော့ကျွန်တော်တို့ဒါနိုင်မယ်လို့မျှော်လင့်ထားပြီးမြဲကျွန်တော်ဒါတည်ရည်တမှတ်နဲ့ပဲကြီးနှက်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါ United ဘက်အတွက်တော့ရှေ့လာမဲ့ပွဲချက်တွေအတွက်တော့နည်းနည်းပြန်ပြီးတော့ပေါ့ကျွန်တော်တို့ယုံကြည်ချက်လေးကနည်းနည်းလေးပြန်ရော့သွားတဲ့ပုံစံပေါ့နော်တကယ်လို့များဒီပွဲမှာသာကျွန်တော်တို့နိုင်ခဲ့ရင်လာမယ့် Spurs နဲ့ပွဲမှာလေဒါ United ကလုံးဝကြိတ်မယ်လို့ကျွန်တော်တို့အပြည့်အဝယုံကြည်ထားပြီးသားဗျာဆိုတော့လောလောဆယ်မှာတော့ဒါနည်းနည်းလေးတော့နည်းနည်းဟို pressure တော့နည်းနည်းဝင်သွားတဲ့ပုံစံမျိုးရှိတာပေါ့နော်ဆိုတော့ထားပါအခု Manchester United ကကျွန်တော်ဒီပထမပိုင်းအပြီးမှာနိုင်နေတော့ဆိုရင် United ကဒါအဆင့်2 Premier League အမှတ်ပေးစရာမှာအဆင့်2နေရာအထိကိုရောက်သွားတယ်ဗျာဒါပေမဲ့အခုကျွန်တော်ဒါပွဲပြီးမှာဒါတမှတ်ပဲရလိုက်တဲ့အတွက်ကျွန်တော်လက်ရှိမှာအဆင့်5နေရာမှာရပ်တည်နေတယ်10ပွဲကစားပြီး18မှတ်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အောက်မှာဒါ Chelsea တို့အခုကစားနေတဲ့ဒါ Chelsea တို့နောက် Liverpool တို့Villa Spurs ဒီတင်းတွေရှိနေသေးတဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဒါအမှတ်ပေးစရာရပ်တည်မှုကကျွန်တော်တို့အရင်တစ်ပတ်ဒါအဆင့်6တက်တောင်မှနှိမ့်သွားနိုင်တယ်လို့တော့နှိမ့်သွားမလားတော့မသိဘူးပေါ့ဗျာဒီတာကြည့်တော့ကြည့်အောင်ပဲဗျာသူ့ပေမဲ့ကျွန်တော်တို့နိုင်ပွဲသာရထားနိုင်ရင်တော့ကျွန်တော်တို့အခုချိန်မှာစစ်နှစ်နေရနေဒီနောက်ပွဲတွေကိုကျွန်တော်တို့ကကြည့်ရမယ်အခြေအနေပေါ့ဗျာဆိုထားပါအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကတော့ကျွန်တော်အခုနာကဒါည9နာရီခွဲမှာကစားသွားတယ် Forest 2 Manchester United 2ပွဲစဉ်ကိုကျွန်တော် fan reaction လုပ်သွားတာဖြစ်ပါတယ်ဆိုတော့ဒါ tactical point of view တွေပါတယ်မဟုတ်ဘူးเนาะဒါကျွန်တော်ရဲ့ဒါ fan reaction ကျွန်တော် opinion ပေါ့เนาะဆိုတော့ဒါညီကိုရဲ့အမြင်လေးကိုလည်းဒါ comment မှာဝင်ပြီးဆွေးနွေးသွားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆိုတော့အားလုံးပဲ good night ပါ see you ပါဗျာ